မင်းဒီစက်ယုံမှာဘာလို့လုပ်ချင်တာလဲဒီလိုမေးမယ်စက်ယုံမှန်းထားပါတော့เนาะနောက်ထပ်ဗီဒီယိုတွေကြမှာဟိုတခြားအလုပ်ငန်းတွေပြောမယ် company တို့ပါတော့ပေါ့เนาะအဲ့လိုမျိုးထပ်ပြီးပြောပေးမယ်ဒီမှာကြောက်လွယ်ကိုပဲစက်ယုံမြန်မာနိုင်ငံမှာအခုလက်ရှိလုပ်လို့ရှင်လဲအဆင်ပြေအောင်လို့မြန်မာနိုင်ငံမှာဆိုစက်ယုံတွေရမ်းပေါ်တယ်လေစက်မှုလုပ်ငန်းထွန်းကားရဆိုစက်ယုံတွေပေါ်တယ်အဲ့စက်ယုံတွေမှာလုပ်မယ်ဆိုလို့ရှင်မေးထားရှိတဲ့မေးခွန်းပေါ့เนาะဒီစက်ယုံမှာမင်းဘာလို့လုပ်ချင်တာလဲเนาะဒီလိုမျိုး interview ရဲ့အခါမှာမေးပါတယ်ဒီสယုံဆိုလို့ရှိရင်这个工厂这个ဒီဟာเนาะ工厂สယုံအဲ့ဆိုဒီสယုံဆိုရင်这个工厂你为什么想在这个工厂工作你为什么ဘာလို့လဲเนาะ为什么你为什么在你为什么想ဆိုတာချင်းอ่ะ你为什么想在ဆိုတာမှာ在这个工厂ဒီစက်ရုံမှာ工作အလုပ်လုပ်တာအဲ့ဆိုမင်းဒီစက်ရုံကဘာလို့လုပ်ချင်တာလဲ你为什么想在这个工厂工作你为什么想在这个工厂工作မင်းဒီစက်ရုံကဘာလို့အလုပ်လုပ်ချင်တာလဲမင်းဒီစက်ရုံကဘာလို့လုပ်ချင်တာလဲဒီလိုမျိုးပေါ့เนาะမေးပါတယ်အဲ့လိုဆိုတော့ကိုကဘယ်လိုမျိုးအဖြေမျိုးလေးတွေဖြေခြင်းလဲဒီလိုမေးခွန်းမျိုးမေးလာခင်ကိုကဘယ်လိုဖြေခြင်းလဲ comment box မှာပြောပြခဲ့ပေးပါ reply ပြန်ပေးပါမယ်စာဖြစ်ဗီဒီယိုနဲ့ဖြစ်ပေါ့နော်ဟုတ်တင်တဲ့စုံစမ်းခြင်းနဲ့ဆိုလို့ရှိရင်တော့3998092669လေးကိုဖုန်းနဲ့တော်လာကောင် Viber နဲ့တော်လာကောင်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ